စောင်းကြည့်ကင်မရာထဲမှာကြက်သီးထစရာထူးဆန်းလွန်းတဲ့မြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။တရုတ်အနွယ်ဝင်အမျိုးသားတစ်ယောက်ဟာအိမ်နီးနားချင်းရဲ့တကားဝစီကိုခြေတံဖော့ပြီးခိုးကြောင်ခိုးဝက်ချင်းကပ်သွားခဲ့တာပါ။သူဟာဆေးထိုးအပ်တစ်ချောင်းကိုထုတ်ယူလိုက်ပြီးအမည်မသိအရေးတွေကိုစုပ်ယူလိုက်ပါတယ်။ထို့နောက်တကားအောက်ခြေကအဟိုက်လေးတွေကိုအဲ့ဒီအန်ဒီရရှိတဲ့အရေးတွေကိုဖြည်းဖြည်းချင်းထိုးထည့်လိုက်ပြီးအမြန်ဆုံးထွက်ပြေးသွားခဲ့တာပါပဲ။ဒီဘက်အိမ်ထဲမှာနေထိုင်တဲ့မိသားစုမှာတော့ဘာကြောင့်မှမသိပဲရုတ်တရက်ခေါင်းမူတာနဲ့အန်ဒါရီဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ပကတ်ထဲကမွေးကင်းစကလေးလေးတောင်မှဒီတန်ကိုမခံနိုင်ပဲချွင်းချက်မရှိဝေဒနာခံစားခဲ့ရတာပါ။မိသားစုတစ်ခုလုံးအိမ်အနှံ့လိုက်လံရှာဖွေခဲ့ပေမဲ့ဒီအနံ့ဆိုးနဲ့ညဉ့်ညမ်းစေတဲ့အရင်းမြစ်ကိုဘလို့မှရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးပြစ်မှုကျူးလွန်သူရဲ့အမှတ်အသားကိုသိလိုက်ရတဲ့အခါမှာတော့ဒီလိုဂုံတရေရှိလူမျိုးကများဒီလိုရုပ်မာတဲ့လုပ်ရက်ကိုလုပ်လိုက်မယ်လို့ဘယ်သူမှမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။အမှန်တော့ဒီအမှုရဲ့နောက်ဆုံးရလဒ်ဟာလူတိုင်းရဲ့မျှော်လင့်ချက်တွေကိုအစွမ်းကုန်ရိုက်ချိုးပစ်လိုက်တယ်လို့ပါပဲ။ဒီကနေ့မှာတော့ကျွန်တော်တို့ဟာအရန်ကိုကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ခန်းတွင်းအစိတ်ခတ်မှုအကြောင်းကိုဖော်ထုတ်ပြသပေးသွားမှာဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ကတမ်ပါမြို့မှာပါ။ဒီမြို့ဟာဖလော်ရီဒါရဲ့တတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီးအနောက်ဘက်ကမ်းခြေတမ်ပါပင်လယ်အော်မှာတည်ရှိတာကြောင့်ပြည်နယ်ရဲ့အကြီးဆုံးစိတ်ကမ်းလည်းရှိနေပါတယ်။ဗန္ဒာရေးဆေးဘက်ဆိုင်ရာနဲ့ခရီးသွားလုပ်ငန်းတွေထွန်းကားသလိုရာသီဥတုကလည်းနေလို့ထိုင်လို့အရန်ကောင်းတဲ့နေရာလေးပေါ့။ဒါ့အပြင်အမေရိကန်ရဲ့ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ South Florida တက္ကသိုလ်ဟာလည်းမြို့မြောက်ပိုင်းမှာရှိနေတာမို့သူတေသနနဲ့အဆင့်မြင့်ပညာရေးဗဟိုချက်မှတစ်ခုလည်းဖြစ်ပါတယ်။တမ်ပါမြို့ရဲ့ Palm Avenue မှာရှိတဲ့တိုက်ခန်းတစ်ခုဟာပတ်ဝန်းကျင်လည်းလှပပြီးအသုံးဆောင်တွေလည်းစုံလင်တာကြောင့်နေထိုင်သူအများစုဟာပညာတတ်လူကုန်ထမ်းတွေရုံးဝန်ထမ်းတွေနဲ့သူတေသနပညာရှင်တွေပဲဖြစ်ကြပါတယ်။2022ခုနှစ်ဇွန်လမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံက IT ပညာရှင်တယောက်ဖြစ်တဲ့ဦးမာအဗ်ဒူလာဟာသူ့ဇနီးဆာမီရာနဲ့အတူဒီတိုက်ခန်းရဲ့သုံးလွှာကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီနှစ်ဩဂတ်လမှာပဲသူတို့ဇနီးမောင်နှံဟာချစ်စရာကောင်းတဲ့သမီးလေးတယောက်ကိုမွေးဖွားခဲ့ပြီးဘဝရဲ့အဖိုးတန်ဆုံးလက်ဆောင်ကိုပိုင်ဆိုင်ခဲ့ရပါတယ်။သမီးလေးရောက်ရှိလာတာနဲ့အမျှဒီနှွေးထွေးတဲ့မိသားစုလေးဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တာပေါ့။ဒါပေမဲ့2023ခုနှစ်မေလအရောက်မှာတော့ဒီအေဂျင့်မှုတွေဟာရုတ်တရက်ရိုက်ချိုးခံလိုက်ရပါတယ်။အိမ်ထဲမှာအကြောင်းရင်းမရှိပဲစူးရှားတဲ့အနံ့ဆိုးတစ်ခုမကြာခဏထွက်ပေါ်လာခဲ့တာပါ။ဇနီးမောင်နှံကတော့နွေရာသီစိုထိုင်းစကြောင့်ဖြစ်မယ်လို့ပဲထင်ပြီးတိတ်အရေးတကြီးမစင်စားခဲ့ကြပါဘူး။မေလ31ရက်နေ့မှာတော့ဦးမားဟာအလုတ်စည်းဝေးတက်ဖို့မိသားစုလိုက်တခြားမြို့ကိုခဏသွားခဲ့ပါတယ်။မသွားခင်မှာအပိုတော့ကိုတငယ်ချင်းတယောက်စီအပ်ခဲ့ပြီးရောက်လာမဲ့ပါဆယ်ပစ္စည်းတွေကိုအိမ်ထဲထည့်ပေးထားဖို့အကူအညီတောင်းခဲ့တာပေါ့။ဒါပေမဲ့တငယ်ချင်းဖြစ်သူကတော့နဲ့တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့လက်ထဲကပစ္စည်းတောင်အောက်မချရသေးခင်မှာပဲအလွန်တရာဆူးရှားလာတဲ့အနံ့ဆိုးကြီးဟာသူ့မျက်နှာစီဓာတ်ရိုက်လာမှန်ပါတော့တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူ့မျက်လုံးတွေအယမ်းဆက်လာပြီးမျက်ရည်တွေလည်းမရက်မနာကျလာခဲ့ပါတယ်။အရေပြားပေါ်မှာလည်းအနီစက်တွေထွက်လာခဲ့တာပေါ့။တငယ်ချင်းဖြစ်သူလည်းအကြာကြီးမနေရဲတော့ပဲပစ္စည်းကိုချပြီးတာနဲ့ချက်ချင်းအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။ပြီးတော့ဦးမားစီဖုန်းဆက်ပြီးအိမ်ရဲ့စိုးရိမ်စရာအခြေအနေကိုပြောပြခဲ့ပါတယ်။ဦးမားကတော့ဖုန်းထဲကကြားရတဲ့အခါနည်းနည်းတန်တရားဖြစ်မိပေမဲ့ပေါ့ပေါ့ဆဆပဲသဘောထားခဲ့မိပါတယ်။2023ခုနှစ်ဇွန်လမှာတော့အစည်းအဝေးပြီးသွားတဲ့ဇနီးမောင်နှံဟာသမီးလေးနဲ့အတူအိမ်ကိုပြန်ရောက်လာခဲ့ကြပါတယ်။တကားကိုဖွင့်လိုက်တာနဲ့တအိမ်လုံးမှာအသက်ရှူရခက်စေတဲ့အနံ့ဆိုးကြီးကပြည့်နှက်နေပါတော့တယ်။ဒါပေမဲ့ဦးမားကတော့တိတ်အလေးမထားသေးပါဘူး။အိမ်ကနေထွက်သွားတာရက်အတော်ကြာပြီဖြစ်တယ်လို့တကားတွေပိတ်ထားတာမို့အနံ့ရှိနေတာတဘာဝပဲလို့ထင်ခဲ့တာပါ။သူမသိခဲ့တာကတော့အဲ့ဒီချိန်ကစပြီးသူတို့မိသားစု၃ယောက်ရဲ့အိမ်မက်ဆိုးကြီးဟာတရားဝင်စတင်လိုက်ပြီးဆိုတာပါပဲ။ပထမဆုံးဒုက္ခရောက်တာကတော့ကိုခံအားအ ਨੇ ဆုံးဖြစ်တဲ့မွေးကင်းစသမီးငယ်လေးပါပဲ။သမီးလေးဟာမျက်လုံးတွေကိုခဏခဏပွတ်လာပြီးတဟိုးဟိုးနဲ့ပြင်းပြင်းထန်ထန်ချောင်းဆိုးလာပါတယ်။အထူးသဖြင့်ညဘက်တွေမှာချောင်းဆိုးလွန်းလို့မျက်နှာလေးတောင်หนีရဲနေတတ်တာပေါ့။အစားအသောက်ပိုင်းမှာလည်းနို့ဘူးကပါဇက်နားရောက်တာနဲ့ခေါင်းကိုလွှဲရှောင်နေတော့တာပါပဲ။အတင်းတိုက်ရင်လည်းနည်းနည်းပဲဝင်သွားပြီးဝေါ်ဆိုပြီးအကုန်ပြန်အန်ထုတ်ပစ်တာပါ။မိဘတွေကိုအကြေကွဲဆုံးဖြစ်စေတာကတော့ကလေးလေးရဲ့တန်ဆွမ်းတဲ့သပင်တွေဟာအထွေးလိုက်ကြီးတွေကျွတ်ကျလာတာပါပဲ။သမီးလေးအမည်မသိဝေဒနာခံစားနေရတာကိုကြည့်ပြီးမိဘတွေရင်ထဲမှာမီးစားနဲ့ထိုးသလိုခံစားနေရပေမဲ့အကြောင်းရင်းကိုတော့ရှာမတွေ့ခဲ့ပါဘူး။မကြခင်မှာပဲဦးမားနဲ့သူ့ဇနီးတို့လည်းတယောက်ပြီးတယောက်နေလိုမကောင်းဖြစ်လာခဲ့ကြပါတယ်။မျက်လုံးတွေကငရုတ်သီးရည်နဲ့ပတ်ခံထားရသလိုဆက်ပြင်းနေပြီးခေါင်းတွေမူးဝေလာတာကြောင့်ဘာမှကိုမလုပ်ချင်မကင်ချင်ဖြစ်လာခဲ့တာပေါ့။မိသားစုလိုက်ဆေးရုံကိုအချိန်ချင်းသွားခဲ့ပေမဲ့ဆရာဝန်တွေကလည်းအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမပြောနိုင်ခဲ့ပါဘူး။ထူးဆန်းတာကတော့အိမ်ထဲမှာနေရင်ဒီလက္ခဏာတွေပိုဆိုးလာပြီးအပြင်းထွက်ပြီးလေငင်းခံလိုက်ရင်တော့အကုန်ပျောက်သွားတာပါပဲ။3-4 ကလောက်ဖြစ်လာတော့အိမ်ထဲမှာပဲတခုခုမှားနေပြီဆိုတာသိလိုက်ရတာပေါ့။ဦးမဟာပထမဆုံးအဲကွန်းက gas တွေရိုးစိတ်နေတာလားဆိုပြီးပြင်းတဲ့ဆရာကိုခေါ်စစ်ခိုင်းခဲ့ပါတယ်။ဆရာကဆက်တွေနဲ့စစ်ဆေးခဲ့ပေမဲ့အဲကွန်းကဘာမှမဖြစ်ပါဘူး။
ဒါပေမဲ့ပြင်းတဲ့ဆရာကိုယ်တိုင်ကတော့အိမ်ထဲကအနံ့ဆိုးကတကယ်ကိုသိတာတယ်လို့ပြောသွားခဲ့ပါတယ်။အဲဒီနောက်တဘာဝဂက်စ်တွေယိုစိတ်နေတာလားဆိုပြီးရေပိုက်ပြင်းတဲ့ဆရာကိုခေါ်စစ်ခိုင်းပြန်ပါတယ်။ရလက်ကတော့ရေပိုက်ပြင်းတဲ့သူလဲအိမ်ထဲရောက်ပြီးမကြခင်မှာခေါင်းမူးလာလို့အမြန်ပြန်ထွက်သွားခဲ့ရတာပါပဲ။သူကဂက်စ်ယိုတာမဟုတ်ပေမဲ့ဒီအိမ်ကတကယ်နေလို့မကောင်းဘူးလို့သတိပေးသွားခဲ့ပါတယ်။အန်ဒီယေကိုဖယ်ရှားဖို့ဦးမဟာအိမ်ရှင်ကိုဆက်သွယ်ခဲ့ပါတယ်။အိမ်ရှင်ကလည်းချက်ချင်းလူလွတ်ပြီးရေပူဆက်အစ်စ်လဲပေးသလိုလေဝင်လေထွက်ပိုက်တွေကိုလည်းအကုန်ဆေးကြောပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထူးဆန်းတဲ့အနံ့ကတော့အိမ်ထဲမှာရှိနေသေးဖြစ်ပြီးတစ်နေ့ထက်တစ်နေ့တောင်ပိုပြင်းလာခဲ့ပါတယ်။အဲ့ဒီနောက်မိသက်ဌာနကိုဆက်သွယ်ခဲ့လို့ဓာတုဗေဒဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေရောက်လာခဲ့ပေမဲ့လည်းဘာမှရှာမတွေ့ခဲ့ပြန်ပါဘူး။2023ခုနှစ်ဇွန်လ25ရက်နေ့မှာတော့ဒုက္ခတွေခံစားနေရတဲ့ဦးမဟာအလျှော့မပေးဘဲကျမ်းပြင်ပေါ်မှာတနေရာချင်းစီလိုက်နှမ်းကြည့်ခဲ့ပါတယ်။သူဟာအိမ်ရှိတကားနာကိုဖြည်းဖြည်းချင်းချင်းကပ်သွားတဲ့အချိန်မှာတော့အနံ့ကရုတ်တရက်အယမ်းကိုပြင်းထန်လာခဲ့ပါတယ်။ဦးမရဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားပြီးနှာခေါင်းကိုတကားအောက်ခြေကအဟိုက်နားကိုကတ်လိုက်တဲ့အခါမှာတော့ဒီမှာပဲဒီအနံ့ဆိုးကြီးဟာတကားအောက်ခြေကနေပြင်းပြင်းထန်ထန်ထွက်ပေါ်နေတာဆိုတာကိုတကယ်ပဲသိလိုက်ရပါတော့တယ်။သူ့ရဲ့ထင်မြင်ချက်ကိုအတီးပြုတ်ဖို့အတွက်ဦးမဟာချက်ချင်းတကားဖွင့်အပြင်ထွက်လိုက်ပြီးတကားအောက်ခြေကအဟိုက်ထဲကိုဝါးချောင်းအသေးလေးတစ်ချောင်းထိုးထည့်ကြည့်လိုက်ပါတယ်။ရလက်ကတော့အဲ့ဒီဝါးချောင်းဟာဘာအတားအဆီးမှမရှိဘဲအထဲကိုချောချောမောမောဝင်သွားခဲ့တာပါ။ဒီရှာဖွေတွေးရှိမှုကြောင့်ဦးမဟာတကိုယ်လုံးကြက်သီးတွေထသွားခဲ့ရပါတယ်။ဒါကဘာကိုဆိုလိုတာလဲဆိုရင်ဒီအနံ့ဆိုးရဲ့အရင်းမြစ်ဟာအိမ်ထဲမှာဖြစ်နေတာမဟုတ်ဘဲတစုံတစ်ယောက်ကအပြင်ဘက်ကနေရည်ရွယ်ချက်ရှိရှိထည့်ပေးနေတာပဲဖြစ်ပါတယ်။ဦးမဟာဘာမှမလှုပ်ရှားခဲ့ပါဘူး။ရဲလည်းမတိုင်ခဲ့သလိုဇနီးဖြစ်သူကိုလည်းမပြောခဲ့ပါဘူးလေ။ရန်သူကိုတတိပေးလိုက်မိရင်အမောင်နဲ့ပုံနေတဲ့သူကပို့ပြီးပုံသွားမှာကိုသူသိနေတာပေါ့။ဒါကြောင့်သူဟာတိတ်တဆိတ်ပဲကင်မရာအသေးလေးတစ်လုံးဝယ်လာခဲ့ပြီးတကားရှိကပန်းအိုးထဲမှာဝှက်ထားလိုက်ပါတယ်။မှန်ဘလူးကိုတော့တကားဝစီတဲ့တဲ့ချိန်ထားလိုက်တာပေါ့။သူ့အိမ်ကိုအစိတ်ခတ်နေတဲ့သူဘယ်သူလဲဆိုတာကိုသူကိုယ်တိုင်မျက်မြင်ကြည့်ကျင်နေတာပဲဖြစ်ပါတယ်။ကင်မရာတက်ဆင်ပြီးနောက်တစ်နေ့မှာပဲနည်းနည်းတက်တာနေတဲ့သမီးငယ်လေးဟာရုတ်တရက်ပြင်းပြင်းထန်ထန်ပြန်ပြီးချောင်းဆိုးလာပါတယ်။ပြီးတော့တအန်နန်းနဲ့ဖြစ်လာခဲ့ပြန်တာပေါ့။ကလေးလေးနာကျင်စွာငိုနေတာကိုကြည့်ပြီးဦးမဟာရင်ခွဲမတက်ခံစားခဲ့ရပါတယ်။သူဟာချက်ချင်းပဲကင်မရာမှတ်တမ်းကိုဖွင့်ကြည့်လိုက်ပါတယ်။ဗီဒီယိုထဲမှာတော့သမီးလေးနေမကောင်းမဖြစ်ခင်2မိနစ်အလိုမှာလူတစ်ယောက်ရဲ့အရေးဟာတကားရှိမှပေါ်လာခဲ့ပြီးတကားအောင်နာကိုငုံကပ်သွားခဲ့ပါတယ်။10စက္ကန့်လောက်ကြာပြီးနောက်မှာတော့သူဟာအမြန်ပဲထပြီးထွက်သွားခဲ့ပါတယ်။ပုံရိပ်ကဝါနေတာကြောင့်ဘာလို့နေလဲအတိအကျမမြင်ရပေမဲ့အဲ့ဒီလူရဲ့ပုံစံကိုတော့ဦးမကတစ်ချက်ကြည့်ုံနဲ့တင်သိလိုက်ပါတယ်။သူကတော့သူ့အောက်ထပ်မှာနေတဲ့တရုတ်အိမ်နီးနားချင်းပဲဖြစ်ပါတယ်။ဦးမကတော့သူမှန်တဲ့ဘက်ကိုရောက်နေပြီဆိုတာသိလိုက်ပါပြီ။ဒါပေမဲ့ဒီဗီဒီယိုကခိုင်မာတဲ့သက်သေဖြစ်ဖို့မလုံလောက်သေးပါဘူး။ဒါကြောင့်သူဟာကင်မရာရဲ့တောင်းကိုပြန်ချိန်လိုက်ပြီးလှေကားနဲ့တကားဝကိုတေချာမြင်ရအောင်လုပ်ကာနောက်တစ်ခါပေါ်လာဖို့ကိုစောင့်နေလိုက်ပါတယ်။တရက်အကြာဇွန်လ28ရက်ညနေခင်းမှာတော့ပြစ်မှုကျူးလွန်ပုံအစစ်အစစ်ကိုကင်မရာထဲမှာအကုန်ရိုက်ကူးနိုင်ခဲ့ပါတော့တယ်။ဗီဒီယိုထဲမှာအဲ့ဒီလူဟာခိုးကြောင်ခိုးဝက်နဲ့လှေကားပေါ်တက်လာခဲ့ပြီးဦးမရဲ့အိမ်ရှိကိုတဲ့တဲ့လာခဲ့ပါတယ်။သူ့လက်ထဲမှာအမည်မသိအရေးတွေအပြည့်စုံထားတဲ့ဆေးထိုးအပ်တစ်ချောင်းကိုကင်ထားတာပေါ့။ပြီးတော့ငုံလိုက်ပြီးဘာမှတွန်းဆုတ်မနေပဲဆေးထိုးအပ်ကိုတကားအောက်ခြေကအဟိုက်ထဲထိုးထည့်ကအရေးတွေကိုတွန်းထည့်လိုက်ပါတော့တယ်။တစ်ချက်လေးမှမတုံလို့ပဲအရန်ကိုကျွမ်းကျင်စွာလှုပ်သွားခဲ့တာပါ။ဒါတွေပြီးတဲ့အခါမှာတော့ဆေးထိုးအပ်ကိုတင်ပြီးအောက်ထပ်ကိုအမြန်ပြန်ဆင်းသွားခဲ့ပါတယ်။တပ်သေးခိုင်မာသွားပြီဖြစ်လို့ဦးမဟာချက်ချင်းရဲတိုင်လိုက်ပါတယ်။ရဲတွေနဲ့မိသက်သမားတွေဟာအခင်းဖြစ်တဲ့နေရာကိုချက်ချင်းရောက်လာခဲ့ကြပါတယ်။တကားဝမှာကြံနေတဲ့အရေးနမူနာတွေကိုရယူပြီးစက်ပစ္စည်းတွေနဲ့အမြန်စစ်ဆေးခဲ့ကြတာပေါ့။စစ်ဆေးနေတော့အဲ့ဒီအရေးနဲ့နီးနီးကက်ကက်ထိတွေ့မိတဲ့ဝန်ထမ်းတယောက်ဟာချက်ချင်းဆိုသလိုအရေးပြားမှာအနီကွက်တွေထလာပြီးအသက်ရှူရအရန်ခတ်လာခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင်ဒီအရေးဟာဘလောက်တောင်အစိတ်ပြင်းတယ်လဲဆိုတာသိနိုင်ပါတယ်။ပနာမစစ်ဆေးချက်အရအရေးထဲမှာမီတာတုံးဆိုတဲ့ဓာတ်ပစ္စည်းပါဝင်နေတာကိုတွေ့ရတာကြောင့်အမှုအခြေအနေဟာလုံးဝပြောင်းလဲသွားခဲ့ပြီးအဲ့ဒီနေ့မှာပဲရဲတွေကအဲ့ဒီတရုတ်အမျိုးသားကိုတိုက်ရိုက်ဖမ်းဆီးလိုက်ပါတော့တယ်။ရဲတွေကဦးမရဲ့အိမ်ထဲကိုဘာတွေထိုးထည့်လိုက်တယ်လဲလို့မေးတဲ့အခါမှာတော့သူကအရန်ကိုတီတီငိမ့်ငိမ့်နဲ့ဒါကကြက်သွန်နီကထုတ်ထားတဲ့အရေးပါလို့ပြန်ဖြေခဲ့ပါတယ်။စစ်ဆေးတဲ့ရဲရာရှိကအတွေ့အကြုံရှိသူမို့သူ့ကိုအတင်းအကျပ်ဖိအားမပေးဘဲဒီအရေးနဲ့ထိမိတဲ့ရဲရာရှိတယောက်အခုဆေးရုံရောက်နေပြီဆရာဝန်တွေကုသပေးနိုင်ဖို့အထဲမှာဘာတွေပါတယ်လဲသိဖို့အရေးကြီးတယ်ခမားကိုအပြစ်ပေးဖို့မဟုတ်ဘူးလို့ပြည်သူ့လုံခြုံရေးအကြောင်းပြပြီးပါနက်စွာပြောလိုက်ပါတယ်ဒါပေမဲ့သူကတော့အရင်တိုင်းပဲဒါဟာဓာတ်ခွဲခန်းထဲမှာသူကိုယ်တိုင်ထုတ်ထားတဲ့ကြက်သွန်နီရေပါလို့ပဲဆက်ပြောနေခဲ့ပါတယ်
ဘာနဲ့လောက်တာလဲလို့မေးပြန်တော့လေဓာတ်ခွဲခန်းသုံးပိုက်ကလေးနဲ့လောက်တာပါလို့ဖြေတာပေါ့အဲ့ဒီအချိန်မှာပဲရဲအရာရှိကကင်မရာထဲကရိုက်ကူးထားတဲ့ပုံကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီပုံထဲမှာသူကင်ထားတာဟာပိုက်ကလေးမဟုတ်ပဲဆေးထိုးအပ်ဖြစ်နေတာကိုရှင်းရှင်းလင်းလင်းကြီးမြင်နေရပါတော့တယ်လိန်နာပေါ်သွားတဲ့အခါမှာတော့သူကဆေးထိုးအပ်ပါလို့ဝန်ခံလိုက်ပေမဲ့အထဲမှာပါတာကတော့ကြက်သွန်နီရီပါပဲလို့ဆက်ပြီးညင်းနေခဲ့ပြန်ပါတယ်ရဲအရာရှိလဲဝိုင်းမနေတော့ပဲသူနှစ်ခါတောင်လှုပ်ခဲ့တာကိုကင်မရာကရိုက်ထားနိုင်တယ်လို့သူလှုပ်ပြီးတိုင်းမှာကလေးအန်တာရီဖြစ်ခဲ့တာကြောင့်ကြက်သွန်နီရေးဆိုတဲ့စကားကလုံးဝမယုတ်တိဘူးလို့ဓာတ်ရိုက်ပြောချလိုက်ပါတော့တယ်ဒီအဆင့်ရောက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့စိတ်ဓာတ်တွေစပြီးပြိုလဲလာခဲ့ပါတယ်သူကအတန်တိုးတိုးလေးနဲ့အပေါ်တက်ကစူညံတန်တွေကြောင့်ကျွန်တော်အကြာကြီးဒုက္ခရောက်နေခဲ့တာပါအဲ့လိုလည်းမရဘူးအပေါ်တက်ကလူတွေကိုမစူအောင်လှုပ်ချင်ယုံတင်ပါလို့ဝန်ခံခဲ့ပါတယ်စစ်ဆေးမေးမြန်းမှုတွေလုပ်နေတော့မှပဲအရေးနမူနာစစ်ဆေးမှုရလဒ်တွေထွက်ပေါ်လာခဲ့ပြီးတကယ်ကိုတုံ့လှုပ်เสียဖြစ်ခဲ့ရပါတယ်စစ်ဆေးတဲ့ဆက်ကအရန်ကိုအကဲဆက်တာကြောင့်တကားဝကနေဓာတ်ရိုက်ယူလာတဲ့အရေးနမူနာဟာပြင်းအားအရန်များနေလို့ဆက်တောင် error တက်သွားခဲ့ရတာပါဝန်ထမ်းတွေဟာနေရန်နဲ့ကျန်းပြင်ကကြံနေတဲ့အကျွင်းကြံလေးတွေကိုယူပြီးစစ်ဆေးခဲ့ရပါတယ်စစ်ဆေးချက်အစီရင်ခံစာထဲမှာတော့အရေးနမူနာထဲမှာမီတာဒုံးနဲ့ဟိုက်ဒရိုကိုဒုံးတို့အပြင်ခွဲခြားလို့မရသေးတဲ့အန်ဒီရရှိဓာတုပစ္စည်းတစ်မျိုးပါတွေ့ရှိခဲ့ရတယ်လို့ရေးထားပါတယ်မီတာဒုံးနဲ့ဟိုက်ဒရိုကိုဒုံးတွေဟာအဆင့်နှစ်ရှိတဲ့ထိန်းချုပ်မှုရေးဆေးဝါးတွေဖြစ်ကြပြီးအသက်ရှူလမ်းကြောင်းကိုပြင်းပြင်းထန်ထန်ပိတ်ဆို့စေနိုင်ပါတယ်အရွယ်ရောက်ပြီးသားလူတစ်ယောက်တောင်ဒါကိုနည်းနည်းလေးရှူမိယုံနဲ့ခေါင်းမူးတာအန်တာနဲ့အရေပြားရားရံတာတွေဖြစ်နိုင်တာကြောင့်လအနှဲငယ်ပဲရှိသေးတဲ့ကလေးငယ်လေးအတွက်ကတော့ဒါဟာသေစေနိုင်တဲ့အစိတ်ပါပဲအခြေအနေအရန်ရေးကြီးနေတာမို့ကလေးလေးကိုချက်ချင်းဆေးရုံတင်ပြီးကုသမှုတွေပေးခဲ့ရပါတယ်အမှုကိုဆက်လက်စုံစမ်းတဲ့အခါမှာတော့အဲ့ဒီလူရဲ့ကိုရေးရာဇဝင်ပေါ်ထွက်လာခဲ့ပါတယ်သူ့နာမည်ကလီရှုမင်လို့ခေါ်ပါတယ်တရုတ်နိုင်ငံကရှန်တုံးဆရာအတက်တင်တက္ကသိုလ်ကဘွဲ့ရခဲ့ပြီးထီယန်ကျန်းတက္ကသိုလ်မှာမဟာဘွဲ့ယူခဲ့သူပါအဲ့ဒီနောက်အမေရိကန်ကိုသွားပြီးမိုင်ယာမီတက္ကသိုလ်ကနေမဟာဘွဲ့ထပ်ယူခဲ့သူဖြစ်ပါတယ်အမှုဖြစ်ချိန်မှာသူ့အသက်36နှစ်ရှိနေပြီဖြစ်ပြီး South Florida တက္ကသိုလ်မှာဓာတုဗေဒပါရဂူဘွဲ့ကိုတက်နေတာပါဘွဲ့ယူဖို့အတွက်နောက်ဆုံးတစ်နှစ်ပဲကြံတော့တာပေါ့သူ့မှာမိသားစုနဲ့ကလေး2ယောက်ရှိပြီးဦးမားတို့ရဲ့အောက်ထပ်ဒုတိယထပ်မှာတစ်နှစ်နီးပါးအိမ်နီးနားချင်းအဖြစ်နေထိုင်လာခဲ့ကြတာပါနောက်ဆက်တွဲစုံစမ်းချက်တွေအရSouth Florida တက္ကသိုလ်ရဲ့ဓာတ်ခွဲခန်းမှာတော့ဒီလိုထိန်းချုပ်ဆေးဝါးတွေမရှိဘူးဆိုတာသိရပါတယ်။ဒါဟာလီရှူမင်ဟာဒီအစိတ်ကိုဖော်ဆက်ဖို့သူ့ပညာရက်ကိုအသုံးချခဲ့ရုံတင်မကပဲတခြားတရားမဝင်လမ်းကြောင်းတွေကနေဆေးတွေကိုရှာဖွေခဲ့တာကိုပြနေတာပါ။ဒါဟာဒေါသတကြီးနဲ့လှုပ်လိုက်တာမဟုတ်ပဲတေချာကြိုတင်ပြင်ဆင်ထားတဲ့ဓာတုဗေဒတိုက်ခိုက်မှုတစ်ခုပါပဲ။ဒါဆိုရင်မိသားစုလည်းရှိတယ်။ပါရဂူဘွဲ့လည်းရတော့မဲ့သူတယောက်ကဘာဖြစ်လို့အပေါ်တဲ့အိမ်နီးနားချင်းကိုဒီလောက်ရုပ်မာတဲ့နီလန်းနဲ့တိုက်ခိုက်ခဲ့တာလဲ။2022ခုနှစ်ဇွန်လမှာဦးမားတို့မိသားစုပြောင်းလာချိန်မှာလီရှုမင်းတို့ကအောက်ထပ်မှာရှိနေပါပြီ။အစပိုင်းမှာတော့လမ်းမှာတွေ့ရင်နှုတ်ဆက်ကြပြီးပုံမှန်ပါပဲ။ပြောင်းလဲမှုကဩဂုတ်လဦးမားရဲ့သမီးလေးမွေးဖွားလာချိန်မှာစခဲ့တာပါ။ကလေးလေးမွေးတာကိုလီရှုမင်းကဝမ်းသာအားရဂါဝင်လေးတွေတောင်ဝယ်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဒီလိုတင့်မြတ်မှုကရက်အနှဲငယ်ပဲခံခဲ့ပါတယ်။ကလေးလေးရောက်လာတော့အပေါ်တက်ရဲ့နေထိုင်မှုပုံစံပြောင်းသွားခဲ့ပြီးဒါဟာလီရှုမင်းအတွက်စိတ်အနှောက်အယှက်စဖြစ်လာခဲ့တာပါ။သူစိတ်ဆိုးတာကတော့အတန်ကြောက်မှာပဲလေ။လီရှုမင်ကဦးမားစီစာတစောင်ပို့ခဲ့ပါတယ်။သူအိပ်ရေးပြတ်တက်လို့ည7:00နာရီနောက်ပိုင်းလမ်းလျှောက်တာလျှော့ပေးဖို့ရင်ရင်ကြေးကြေးပြောခဲ့တာပါ။ဦးမားကလည်းနားလည်ပေးပြီးအောက်ခံပြောတဲ့ဖက်နှက်တွေဝယ်စည်းသလိုတအိမ်လုံးကိုလည်းကော်စောအထူကြီးတွေခင်းလိုက်ပါတယ်။ဒါပေမဲ့လီရှုမင်ကမကျေနပ်သေးပါဘူး။ခြေတံပြင်းတာဖုံဆုပ်ဆက်တံအန်ဆွဲဆွဲတံတကားပိတ်တံစတဲ့စူညံတံစည်ရင်းတွေကိုတစ်ခုပြီးတစ်ခုတင်လာပါတော့တယ်။သူနောက်ဆုံးပြောတာကတော့အိမ်သာအဖုံးပိတ်တဲ့အတန်ကိုတောင်ရှင်းရှင်းလင်းလင်းကြားနေရလို့စိတ်ညစ်ရပါတယ်တဲ့။ဦးမားကနည်းနည်းလွန်နေထင်ပေမဲ့လည်းစိတ်ရှည်လက်ရှည်အကုန်လိုက်ပြင်ပေးခဲ့ပါတယ်။ဒါပေမဲ့လီရှုမင်ကမကျေနပ်ခဲ့ပါဘူး။ဦးမားကသူ့အိမ်ကအတန်တကယ်ကြားနေရသလားသိဖို့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။သူ့ဇနီးကိုအပေါ်တက်မှာလမ်းလျှောက်ခိုင်းခုန်ခိုင်းပြီးသူကအိမ်ရှင်နဲ့အတူလီရှုမင်ရဲ့အိမ်ထဲမှာသွားနားထောင်ကြည့်ခဲ့တာပါ။ရလက်ကတော့အောက်ထပ်မှာဘာအတန်းမှမကြားရပါဘူး။အိမ်ရှင်ကလည်းဒါဟာပုံမှန်နေထိုင်မှုအတိုင်းပဲမို့စူညံတယ်လို့ပြောလို့မရဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့လီရှုမင်ကတော့ဦးမားကသူ့ကိုတမင်တက်ဂယုမဆိုင်ဘူးလို့ထင်သွားပြီးရန်ညိုးတွေအမြင့်တွယ်သွားခဲ့ပါတယ်။2023ခုနှစ်မတ်လမှာတော့ဒီကိစ္စကပွင့်လင်းလာခဲ့ပါတယ်။ဦးမားစီဧည့်သည်တွေလာတဲ့အခါလီရှုမင်က15မိနစ်အတွင်းရဲကိုဖုန်းဆက်ပြီးခရီးဆောင်အိတ်ဆွဲတန်ဆူတယ်ဆိုပြီးတိုင်လိုက်တာပေါ့။ဒါတင်မကပဲအိမ်ယာကော်မတီကိုလည်းခဏခဏသွားတိုင်ခဲ့ပါသေးတယ်။ကော်မတီကတော့စစ်ဆေးပြီးနောက်အပေါ်တက်မှာကလေးရှိတဲ့မိသားစုနေတာမို့အတန်လေးတွေရှိတာကိုလက်ခံနိုင်အောင်စူးစမ်းရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လီရှုမင်ကတော့နားမထောင်ခဲ့ပဲတိုင်ကြားချက်တွေပယ်ချခံရတိုင်းအာဃာတတွေပိုပိုကြီးလာခဲ့ရပါတော့တယ်။သူ့ကိုယ်သူနစ်နာသူလို့သတ်မှတ်လိုက်ပြီးအပေါ်တက်ကမိသားစုကသူ့ကိုတမင်နှိပ်စက်နေတယ်လို့ပဲထင်နေခဲ့တာပါ။နီလန်မျိုးစုံနဲ့လုံးလို့မရတော့တဲ့အခါမှာတော့
သူဟာတိတ်တဆိတ်ပဲရုံမာလာတဲ့ကလဲစားချေစီမံကိန်းကိုစတင်လိုက်ပါတော့တယ်။ဒါပေမဲ့အမှုကတော့ဒီနေရာမှာတင်အကုန်ပေါ်သွားခဲ့ရပါပြီ။လီရှုမင်အဖမ်းခံရပြီးနောက်မှာတော့အစိုးရရှေ့နေကသူ့ကိုလူကိုပြင်းပြင်းထန်ထန်ထိခိုက်စေမှုတိတ်တဆိတ်စောင့်ကြည့်နှောက်ယှက်မှုအိမ်ကျော်နေမှုနဲ့မူရစ်ဆေးဝါးလက်ဝယ်ထားရှိမှုစတဲ့ပြစ်မှုကြီးတွေနဲ့တရားစွဲဆိုခဲ့ပါတယ်။ဒါပေမဲ့သူဟာအာမခံငွေအမြောက်အများပေးပြီးနောက်ခိတ္တပြန်လွတ်လာခဲ့တာပါ။အမှုကနာမည်ကြီးလာတော့တိုက်ခန်းပိုင်ရှင်ကလည်းသူ့ကိုအိမ်ကနေနှင်ထုတ်ဖို့တရားစွဲခဲ့တာကြောင့်2023ခုနှစ်ဩဂုတ်လမှာလီရှုမင်တို့မိသားစုဟာအိမ်ကနေပြောင်းသွားခဲ့ရပါတယ်။ဩဂုတ်လ23ရက်နေ့မှာတော့တက္ကသိုလ်ကနေသူ့ကိုကျောင်းထုတ်လိုက်ပြီးကျောင်းသားဗီဇာကိုပါပယ်ဖျက်လိုက်ပါတယ်။ဒီအချိန်မှာသူဟာပါရဂူဘွဲ့ရဖို့တစ်နှစ်ပဲကြံတော့တာပါ။ဗီဇာမရှိတော့တဲ့အတွက်အမေရိကန်လူဝင်မှုကြီးကြပ်ရေးကသူ့ကိုဖမ်းဆီးပြီးတရုတ်နိုင်ငံကိုအတင်းအကျပ်ပြန်ပို့လိုက်ပါတော့တယ်။ဒါကဘာဖြစ်လို့သူထောင်မကျခဲ့တယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြေပါပဲ။သူကအမေရိကန်မှာမရှိတော့တာကြောင့်တရားခွင်ကိုဆက်လုပ်လို့မရတော့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့အပေါ်တရားစွဲထားတာတွေကတော့အမေရိကန်ရဲ့စနစ်ထဲမှာရှိနေဆဲဖြစ်ပြီးသူသာအမေရိကန်ကိုတာဝန်မကင်းပဲပြန်ချေချလိုက်တာနဲ့ထောင်ထဲတန်းသွားရမှာဖြစ်ပါတယ်။လီရှုမင်ထွက်သွားပြီးနောက်မှာတော့ဦးမားတို့မိသားစုရဲ့အခြေအနေကပြန်ကောင်းလာခဲ့ပါတယ်။ကလေးရဲ့သပင်ကျွတ်တာနဲ့ချောင်းဆိုးတာတွေပျောက်သွားခဲ့သလိုလူကြီးတွေလည်းနေပြန်ကောင်းလာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအမည်မသိဓာတုပစ္စည်းတွေကနောက်မှဘလို့ဘေးထွက်ဆိုးကျိုးတွေပေးမလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်သေးပါဘူး။ဦးမားကတော့ဒါဟာသူ့အတွက်တော့အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲလို့ပြောခဲ့ပါတယ်။နောက်ထပ်ထူးဆန်းရေးစရာကောင်းတဲ့အချက်တစ်ခုကတော့လီရှုမင်တို့အိမ်ပြောင်းသွားပြီးနောက်အိမ်ငှားတင်တဲ့ဓာတ်ပုံတွေထဲမှာစတီဗ်ဂျော့ရဲ့တခြားသူတွေရဲ့အမြင်တွေကမင်းရဲ့ရင်တွင်းအတန်ကိုဖုံးလွှမ်းမသွားပါစေနဲ့ဆိုတဲ့စကားကိုနယံမှာကတ်ထားတာတွေ့ရတာပါပဲဒီစကားဟာကိုယ်ယုံကြည်ချက်ကိုခိုင်ခိုင်မာမာစုပ်ကင်ဖို့ပြောတာဖြစ်ပေမဲ့လီရှုမင်ကတော့တလွဲအတိတ်ပဲယူခဲ့တာပေါ့လူတိုင်းကသူ့ကိုနားလည်ပေးဖို့ပြောတာကိုပတ်လိုက်တယ်လို့ပဲသူထင်ခဲ့တာပါပြစ်မှုဆိုင်ရာစိတ်ပညာရှင်တွေကတော့ဒါကိုနှစ်မျိုးခံမှန်းကြပါတယ်ပထမတစ်ခုကတော့သူ့ရဲ့အာယုံခံစနစ်ချို့ယွင်းနေတာဖြစ်နိုင်ပါတယ်။အတန်ကိုအရန်အာယုံခံလွယ်တဲ့ယောဂရှိနေရင်ခလေးငိုတန်ဟာသူ့အတွက်ငရဲကြတယ်လို့ဖြစ်နေနိုင်တာပါ။ဒုတိယအချက်ကတော့ပိုကြောက်စရာကောင်းပါတယ်။စူညံတန်ကအဓိကမဟုတ်ပဲဦးမားတို့အိမ်မှာမရှိတဲ့အချိန်မှာတော့သူကအစိတ်ခတ်နေတာကြောင့်ဒါဟာစိတ်ထဲကအာဃာတကိုဖြေဖျောက်ဖို့အိမ်နီးနားချင်းကိုထိန်းချုပ်ခြင်းနဲ့စိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ဟာလူတစ်ယောက်ကိုသူ့ရဲ့ပညာအရေးအချင်းအလုတ်အကင်နဲ့အပြုံးတွေအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ဒါပေမဲ့စိတ်ကောင်းရှိခြင်းနဲ့ရုပ်မာခြင်းကမျက်နှာပေါ်မှာရေးမထားပါဘူးလေလီရှုမင်ဟာပါရဂူဘွယ်လောင်းတစ်ယောက်ဖြစ်ပြီးမိသားစုရှိသလိုအိမ်နီးနားချင်းကလေးလေးကိုတောင်ဂါဝင်ဝယ်ပေးခဲ့တဲ့လူကောင်းတစ်ယောက်လို့ထင်ရပါတယ်ဒါပေမဲ့ဒီလူကပဲတိတ်ပံနီးကြနီးလန်းတွေကိုတုံးပြီးတခြားမိသားစုတစ်ခုကိုဒုက္ခပေးခဲ့တာပါဒါကြောင့်လူတစ်ယောက်ကိုအပြင်ပန်းအဆောင်ရောင်တွေနဲ့တည်းမဆုံးဖြတ်သင့်ပါဘူးလူစိတ်ရဲ့နှက်ဆိုင်တဲ့အမှောင်ထုကိုတော့ကျွန်တော်တို့အမြဲသတိထားနေသင့်ပါတယ်ကဲဒါကတော့ဒီနေ့ရဲ့အကြောင်းအရာအပြည့်အစုံပါပဲ